ဘာလို့နဲ့လားလေရောက်လာပြီဆိုတော့ချွေတာစူဆောင်တထေးလောင်းတို့အတွက်မိုင်ဒေးနဲ့မိတ်ဆက်ပေးပါရစေ2500မှာ2နာရီအဝါစားဖူဖဲဆိုတော့အများကြီးစားနိုင်တဲ့လူတွေတော့တော်တော်တန်နေပါပြီဆိုင်မှာတော့ပင်လယ်စာမရပါမယ်တခြားရွေးချက်စရာတွေရှိတော့တိတ်ပြီးတော့မပူရပါဘူးအဓိကကတော့ drink refill တော့ကြိုက်ဆုံးပဲဆိုင်ကနေမပြန်မချင်းတစ်ခုပြီးတစ်ခုရွေးတောက်လို့ရတော့လေကျွန်တော်ကိုယ်တိုင်ကလည်းအစားအများကြီးလည်းတိတ်စားနိုင်တယ်လို့မဟုတ်တော့ရေတွက်နည်းနည်းလေးနဲ့ပဲတုံရမ်းဟင်းရတာရွေးလိုက်တယ်ပေါ့နော်အင်္ဂါလူကြီးတွေဆိုရင်ဟော့ပေါ့ဆိုရင်မစားတတ်ဘူးဆိုလို့လွယ်ပါတယ်နော်ဟော့ဒီလိုအရေးပွက်လာပြီဆိုတာနဲ့အကုန်ပြစ်ထက်တားကြတာခဏဆောင်ကြည့်ပြီးတော့အခုလိုမျိုးသုံးဆောင်လို့ရပါပြီဟင်းရစပြောရရင်တော့အရသာနည်းနည်းပေါ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အကင်တွေကတော့တော်တော်ရတာရှိပါတယ်သူတို့ရဲ့ဆက်ထားဆော်လေးနဲ့စားမယ်ဆိုရင်ပေါ့နော်နောက်ပြီးအခုချိန်မှာလိုအပ်ဆုံးကတော့ထမင်းပါပဲဟင်းရီထဲထမင်းရောက်သွားတဲ့တပြိုင်နက်ဟင်းရီရဲ့မပြီးပြည့်စုံမှုကိုထမင်းကလုံးဝမေ့အောင်ကူညီပေးလိုက်ပါသိကြတာကတော့ဒီနေ့ညစာရှောင်းရတော့မယ်ဆိုတာ